မင်္ဂလာပါအခုဒီရှယ်ထပ်ပြီးသင်ပေးမှာတော့ mobile application ကြောင်းလေးပဲဖြစ်ပါတယ်အခုခေတ်မှာဆိုတော့ခြေတို့ mobile application လေးကိုတော့တော်တော်များများကသုံးတတ်ပါတယ်ခြေတို့ banking မှာ bank လေးသုံးတဲ့အခါမှာ mobile banking သုံးတဲ့လူတွေလည်းရှိပါတယ်အဲ့လိုသုံးတဲ့အခါမှာဒါမျိုးလေးတွေကိုခြေတို့မြင်မှုမှာပါဒါဆိုခြေဒီမှာ fingerprint နဲ့ပတ်သက်ပြီးတော့သူက finger လေးနှိပ်လိုက်တာနဲ့သူ့ရဲ့ auto လေးဝင်သွားတာရှိမယ်ဒီမှာသူ့ရဲ့เนาะ payment နဲ့person ရဲ့ဒီလက်ရှိမှာသူ့ရဲ့เนาะဘယ်နေ့မှာသူကအလုပ်စင်းရဲ့ဘယ်နေ့ရဲ့တစ်ပတ်ရှိရမယ်သူဒီဘယ်နေ့ရဲ့မှာပေါ့เนาะ leave ယူထားတယ်ဒါမျိုးလေးခြေတို့ကဒါလေးတွေကအကုန်မှတ်ထားပေးတယ်အဲဆိုခြေတို့ဒါသူတို့ရဲ့ဒါ function ပုံစံလေးမျိုးလေးပေါ့เนาะဒါမျိုးကျတော့ခြေဓာတ်ပုံမှာပါထားပြီးပြီဓာတ်ပုံမှာပါထားပြီးဆိုတော့သူ့ရဲ့နာမည်ပါမယ်သူ့ရဲ့ date ပါမယ်သူ့ရဲ့ time ပဲချိန်မှာသူလက်မှတ်ထိုးလိုက်တယ်ဆိုတော့ကြောင်းပါမယ်သူ့ကိုပြန်ပြီး check in မှာလုပ်လို့ရတယ်ပိုင်းပါတယ်သူဘယ်တွေသွားနေတယ်လဲเนาะဒါလေးမျိုးလေးတွေပုံမှာမူတည်ပြီးတော့လေကိုဝင်မှာသုံးတဲ့ software application ပုံမှာမူတည်ပြီးတော့ပြောင်းလဲသွားမှာဖြစ်တယ်နောက်တစ်ခုကချက်ဗာလေးပြပြကျူဝါ system လေးကိုပြပြချင်တယ်ကျူဝါကုတ်ကလေးလို့ပြောလိုက်ရင်ခြေတို့ကဒါကျူဝါတော့တော်တော်များများမြင်မှုပါတယ်เนาะဒါကျူဝါကုတ် system လေးပါကျူဝါလို့ပြောလိုက်ရင်ခြေတို့ကကျူဝါက company မှာခြေတို့ကထားပါတော့ tablet ကြီးနဲ့ပေါ့เนาะအကြီးနဲ့ထားလာမယ်ကိုဖုန်းထဲမှာကိုကemail ထည့်မယ် password ထည့်မယ်เนาะဒါလိုမျိုးထည့်လိုက်ပြီးရတယ်ကွာ dine ဆိုပြီးတော့နှိပ်လိုက်တာနဲ့ကိုပေါ့ auto ဆက်ဆိုပြီးတော့ဝင်သွားသူလုပ်ငန်းလုပ်သွားလိုက်မယ်အဲဆိုရင် employee ပါမယ် department ပါမယ် manager သူ့ရဲ့ manager ဘယ်သူလဲ working เนาะ shift က morning လား evening လား employee report ကပါတယ်ဒါမျိုးလောင်းအောင်ပါမယ်ဒီမှာဆိုလို့ရှိရင် scan ဖတ်လိုက်ပြီးဆိုရင်သူ့ဘာသူ auto ဒီမှာသူတို့ရဲ့ group ထဲမှာသူတို့တောင်းဝင်သွားပြီဖြစ်ပါတယ်ကောနော်တဘာမှလိုက်တော့ထဲမှာခွဲလိုက်မယ်ဒါကတော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ software ရောင်းတဲ့ company တွေရရင်ပြီးတော့ဒီလိုမျိုး application သုံးတဲ့အခါမှာပြန်လည်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ဒါဆိုရင်အခုနောက်ပိုင်းမှာဘာပေါ်လဲဆိုရင် face scan ဆိုပြီးတော့ရှိလာတယ်เนาะ face နဲ့ပတ်သက်ပြီး scan ဖတ်လိုက်တာအဲ့တော့ face scan ဖတ်တယ်ဆိုတာမင်းရဲ့ face ကိုအဲ့ဒီသူတို့ company ကเนาะထားတဲ့ဒီဖုန်းတော့၎င်း tablet တော့၎င်းပေါ့နော်ဒီ LED တော့၎င်းအဲ့ဒီမှာမင်းရဲ့မျက်နှာသွားပြလိုက်ပြီဆိုတာနဲ့မင်းဒီနေ့မှာမင်းဘယ်သူဆိုတာကိုတော့တင်ဓာတ်ပုံ record ယူလိုက်ပြီးတော့မင်းမှာအဖျားရှိသလားဒါမှမဟုတ်မင်းမှာပေါ့နော်ဘာသူလဲဘာဖြစ်နေတယ်လဲဒါကြီးကဆက်သွား record လုပ်ပြီးအရင် system တွေမြင်လာတယ်အခုခေတ်မှာသုံးလာကြတယ်သုံးကြပါတယ်ဒီ system တွေမြင်လာတဲ့အများနော်လုပ်ငန်းတွေတိုးတက်လာနေသုံးလာကြတယ်ဒါပေမဲ့ software တွေဝယ်တဲ့အခါမှာလည်း experienceဒီလိုနဲ့ပတ်သက်တဲ့ဒီ expand တွေပေါ့နော်ဒီဈေးနှုန်းရဲ့ cost တွေကလည်းရမ်းများလာပါဖြစ်တော့တချို့ကတော့software ကိုသုံးတယ်လုပ်ငန်းကြီးတော့ပဲသုံးတယ်လွယ်ကူတာပေါ့နော် system သုံးတဲ့အခါမှာ software သုံးတာကလွယ်ကူတယ်လုပ်ငန်းပုံမလျင်မြန်စွာလွယ်ကူစွာပြီးစီနိုင်တာပေါ့လုပ်ငန်းအရင်ကြည့်တော့သုံးတင်ပါတယ်သုံးပေါ့နော်ဒါဆိုရင်ချက်ကတနက်ဆက်ပတ်သက်ပြီးသုံးတဲ့အသုံးလေးတွေကိုဒီမှာသင်ကြားပို့ချပေးတာဖြစ်တယ်နောက်တစ်ခုကကြာချက်ဘာကိုသင်ကြားပို့ချပေးမလဲလို့ပြောရင်strategic HR မှန်အကြောင်းခြေတင်ကြားပို့ချပေးမယ် strategy ဆိုတာကခြေတို့ကเนาะဒီလုပ်တွေကိုပို့ပြီးတော့ချဲ့ကြည့်ရ strategy ဆိုတာပြောမယ်ဆိုရေတိုရေရှည်စီမံကိန်းတွေဆွဲနိုင်တဲ့သူတွေကိုပြောတာပါဥပမာအားဖြင့်ဒီခြေတို့တွေဒီကိုယ့်ရဲ့လုပ်ငန်းတွေမှာဒီရှယ်ကပေါ့နော်လူကြီးတွေပဲတစ်ခုရောက်လာပြီဆိုရင်ကိုယ့်လုပ်ငန်းရေတိုမှာမဖြစ်မလဲရေရှည်မှာမဖြစ်မလဲဒါတွေကိုကြိုတင်သိထားရမယ်ကိုယ့်လုပ်ငန်းရဲ့ risk ကိုကြိုတင်သိထားရမယ်ဒီဒါပြီးသားရမယ်เนาะကို article ပြီးသားရမယ်ကုမ္ပဏီရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ legal တွေเนาะအကျွေးတွေဘာဒါတွေကဆက်ချေနားလည်သဘောပေါက်ရမယ်အဲ့တော့ strategy ဆိုတာကိုလွယ်ကူစွာနဲ့မြင်သာအောင်ပြောရရင်ဒီရှယ်တို့အခုခေတ်မှာပေါ်နေတဲ့ဒုံးတွေလိုပဲကျတို့ကင်မရာနဲ့မြေမှာရိုက်မယ်ဆိုလို့ရှိရင်တာမန်နည်းနည်းလေးပဲမြင်ရမယ်ဒုံးနဲ့ရိုက်လို့ရှိလို့ရှိရင်ကောင်းကင်ကရင်လှပြီးကြည့်ရဖြစ်တဲ့ view site တော်တော်များများအကြီးကိုမြင်ရအဲ့လိုပဲကျတို့အိမ်ထဲကကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျတို့အိမ်ရှိလောက်ပဲမြင်ရပြီမယ်အိမ်ပြင်ထွက်ကြည့်လို့ရှိရင်လမ်းမကြီးကိုမြင်ရအဲ့ဒီပုံစံတိုင်းပဲเนาะအဲ့ strategy ပဲ okay ဟောဒီမှာဘာပါဝင်လဲလို့ပြော strategy မှာ communication ရရင်စရပါတော့ communication လို့လူတဦးကရင်စပြီးတော့လူအများကိုဆက်သွယ်တယ်ဆက်ဆံတဲ့အခါမှာနီးလန်းများစွာရှိပါတယ်ဘယ်လိုနီးလန်းလဲရှိတယ်လို့ဒီမှာရေးပေးထားတယ်နှုတ်တွေနားတွေရေးပြီးပြောတာတွေ feedback တွေတိုက်တွန်းတာတွေလူမှုဆက်ဆံရေးပရိယာတွေပံ့ပိုးကူညီမှုစတာတွေပါဝင်တာဖြစ်ပါတယ်အဲ့တော့ရှယ်တို့က communication လို့ပြောလို့ရှိရင်ထပ်ပြီးမြင်တာအောင်ပြောရမယ်ဆိုရင်ကျတို့ဝါးချင်တဲ့ကတဲ့ပုံစံလေးပါเนาะဝါးလေးနဲ့เนาะဒီကရင်ဒုံရင်ချင်တဲ့ကတဲ့အခါမှာဝါချင်တဲ့ကတဲ့လူကလည်းသူ့ဘာသူအောက်မှာဝါကိုဟန်လုပ်ရတယ်လို့ကတဲ့လူကသူ့ဘာဟန်လုပ်တယ်သူတို့တွေဒီအတန်တယောက်မှမထွက်သွားပဲနဲ့အလုံးတချင်းတစ်ခုလုံးပြီးဆုံးတဲ့အထီကိုသူတို့ကပြဖြော်ပြသွားတာကိုတွေ့ရမယ်အဲ့ဒါသူတို့ communication ယူထားတာပါအဲ့တော့ communication ကိုတော့တနည်းနည်းပြောရရင်စင့်တူရှိတယ်ပြောရလူရှိတယ်လက်ခံတဲ့လူရှိတယ်မှာလက်ခံတယ်ဆိုတာနားထောင်ပေးရလို့ရေးသားတာတို့ပြီးရင် feedback ပြန်ပေးရတယ်လိုအပ်ရင်သူတို့တိုက်တွန်းနှိုးဆော်မှုတွေလုပ်ရတယ်လိုအပ်လို့ရှိရင်လူမှုဆက်ဆံရေးပရိယာရေးသုံးရတယ်ဒီခြေတို့ HR လေးဆိုလို့ရှိရင် communication အရန်ကောင်းရတယ်ဘာဖြစ်လဲဆိုတော့ခြေတို့ကအများနဲ့တဦးဝရင်စပြီးအများနဲ့ဆက်သွယ်ပြောဆိုနေရတာဖြစ်တဲ့အတွက် communication မကောင်းရင် HR လုပ်လို့မရဘူးဆိုတော့သဘောပေါက်ထားပါသိခံရပါတယ်နားလည်ပေးရပါတယ်သူတို့
လုပ်ငန်းမှာချေတို့က HR လုပ်တဲ့အခါမှာပြဿနာပေါင်းစုံကိုဖြေရှင်းရတယ်။လုပ်ရှင်နဲ့လည်းဖြေရှင်းရအလုပ်သမားနဲ့လည်းဖြေရှင်းရတယ်။လုပ်ရှင်နဲ့အလုပ်သမားကြားထဲမှာလည်းဖြေရှင်းရတာရှိတယ်။ခါကျသူတို့ရဲ့ personally ပါလိုက်ဖြေရှင်းပေးရတဲ့အပိုင်းတွေပါရှိ။အဲ့တော့ communication ကောင်းမှသာလေ HR လည်းအခုခေတ်မှာဆိုအလုပ်ခေါ်ရင်ပြောပါတယ် communication skill ဆိုတာတောင်းလာတယ်။အလကားတောင်းတာမဟုတ်ပါဘူး။အခုခေတ်ကတော်တော်များများက communication နည်းနည်းလေးလိုအပ်ချက်တွေရှိနေတယ်သူတော်များပါတယ်။ဒါကြောင့်မို့သူတို့ကဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူတို့တောင်းတာဖြစ်ပါတယ်။သူတို့လုပ်ငန်းက communication ကောင်းရမယ်ဆိုအဲ့ဒါလေးထည့်တောင်းကြတယ်ပေါ့နော်။ဒါဆို job requirement တွေမှာတွေ့ရ။ Okay ဒါဆိုရင်ချေစောနာကပြောခဲ့တဲ့ HR ဒီ communication မကောင်းလို့တော့မရဘူးဆိုတာလေးကိုတော့တေချာနားထဲမှာဆွဲထားပါ communication လို့ပြောရင်ချက်ပြောခဲ့တယ်စံသူရှိမယ်လက်ခံသူရှိမယ် receive ရှိမယ် feedback ရှိမယ်ဒါပြီနော်လိုအပ်ရင်ချက်တော့တိုက်တွန်းတာတွေ period 300တွေရှိမယ်အဲ့တော့ HR ဒီချက်စောနာပြောခဲ့တဲ့ period 300ပါတယ်ထားပါတော့ချက်တို့ဒီနှစ်မှာ bonus ပေးမလားလို့တက်ကုန်မေးတဲ့အခါကျရင်ချက်တို့ကပေးဖို့တော့အစီအစဉ်ရှိတယ်ဒါပေမဲ့အခုချိန်ကြီးတော့ဘာမှမပြောသေးဒါလူမှုဆက်ဆံရေးပတ်သက် period သုံးလိုက်တာသူတို့လည်းပံ့ပိုးကူညီမှုတဲ့စတဲ့စကားလုံးတွေဘယ်လိုမျိုးတွေတုံးอ่ะသူတို့လုပ်ငန်းမှာเนาะသူတို့ရဲ့ personal တွေသူတို့ရဲ့ training တွေသူတို့လိုချင်တယ်သူတို့ကတင်တဲ့တက်ချင်တယ်ဒါမျိုးတွေကျတော့ပံ့ပိုးကူညီမှုလုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခါကျ relationship management relation ဆိုတာကကျွန်တော်တို့ကရင်းနှီးမှုတည်ဆောက်ထားတာပါစီမံခန့်ခွဲမှုကိုရင်းနှီးမှုတည်ဆောက်ထားမှသာလျှင်စီမံခန့်ခွဲတဲ့သူတွေကလွယ်ကူစွာနဲ့ဒီလုပ်ငန်းတစ်ခုလုံးအောင်မြင်စွာလုပ်နိုင်မှာပါအများယုံကြည်လက်ခံသောလက်ခံလာမှုကိုကိုကယုံကြည်မှုကိုလက်ခံလာမှုရအောင်လုပ်ထားရမယ်လုပ်ငန်းရဲ့အကျိုးစီးပွားအတွက်လုပ်ငန်းအတွက် networking တွေချိန်ထားရမယ်လုပ်ငန်းနဲ့သူရဲ့လုပ်ငန်းနဲ့เนาะသက်ဆိုင်တဲ့ networking တွေမှန်သမျှဆက်တဲ့သူအရာမှန်သမျှကျွန်တော်ချိတ်ဆက်ပြီးတော့လှုပ်ဆောင်နိုင်ရမယ် teamwork အဖွဲ့အစည်းတွေเนาะပေါင်းသင်းမှုတွေရှိရမယ် customer service ကိုကုမ္ပဏီမှာလုပ်နေသောသူတွေရဲ့ customer ပဲကိုယ့်ရဲ့လုပ်ငန်းမှာတထေးတွေလည်း customer ပဲအပြင်က customer တွေလည်း customer ပဲအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာလုပ်နေတဲ့သူတွေနဲ့တထေးဒီ internet customer ဖြစ်တယ်လို့အပြင်ပမှလာတဲ့သူတွေဒီ external customer ဖြစ်တယ် internet customer ရော external customer ရောဒီချေတို့က relationship တိဆောက်ထားမှသာလျှင်သူတို့ရဲ့ပြဿနာတွေကိုချေတို့ဖြေရှင်းဆောင်ရွက်ပေးနိုင်မှာမြန်ဆန်မှာဖြစ်တယ်နောက်တစ်ခုကကြောင့်အပြန်အလှန်ရိုသေလေးစားမှုတွေရှိရမယ်ဝန်ထမ်းတဦးနဲ့တဦးဟာပြန်လည်ရိုသေလေးစားမှုရှိရမယ်ငါကယာရုကြီးလို့သူကယာရုနေလို့သူကအသက်ကြီးလို့သူကအသက်ငယ်လို့သူကတော့ဘယ် level မှုလို့ဒါမျိုးတွေနဲ့ခွဲခြားဆက်ဆံလို့မရပါဘူး relationship တိဆောက်ပြီးမှသာသူတို့နဲ့အတူတူကျတော့က like ပါစီးနှင်းပြီးတော့အလုပ်လုပ်တဲ့အခါမှာအဆင်ပြေနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုက article practice ပါ article practice ကိုခြေကိုပြောရမယ်ဆိုလို့ရှိရင်ကိုချင်းသိက္ခာတရားနဲ့ပတ်သက်ပြီးတော့ခြေတို့ကလက်တွေ့ဆန်မှုတွေလုပ်ပြရမှာဖြစ်ပါတယ်ရိုးသားပြီးတော့တမာတမတ်ရှိရမယ်ကျွမ်းကျင်နေရမယ်ကိုယ်လုပ်ငန်းပေါ်မှာကျွမ်းကျင်လုပ်နိုင်တဲ့ဟာthat article ထဲမှာပါတယ်လုပ်ငန်းရဲ့ယုံကြည်စိတ်ချရမှုတွေလည်းပါဝင်တာဖြစ်ပါတယ်ကိုယ်လုပ်ငန်းကကိုယ့်ကိုယုံကြည်လာပြီဆိုကိုယ့်ရဲ့ article practice တွေကအကောင်းမွန်အောင်ပို့ပြီးတော့ကြိုးစားနဲ့ကျွမ်းကျင်နဲ့လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့HR expertise HR knowledge ဆိုပြီးတော့ပါဝင်တာဖြစ်ပါတယ် HR နဲ့ပတ်သက်ပြီးတော့ knowledge တွေဘေးအန္တရာယ်တွေလုပ်ငန်းမှာဘယ်အချိန်မှာဘေးအန္တရာယ်ရှိနိုင်တယ်လဲဘယ်အချိန်မှာဘာလုပ်ငန်းကဘာလို့လုပ်တတ်တယ်လဲလုပ်ငန်းမှာဘယ်အချိန်မှာဝန်ထမ်းအင်အားလျှော့တယ်လဲဒါတွေကိုသိရှိနားလည်သဘောပေါက်ထားရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုချက်တင်ပေးထားတယ်လုပ်ငန်းရဲ့အန္တရာယ်ရှိမှုတွေကိုကြိုတင်သိရှိထားရမယ်လုပ်ငန်းကဘယ်အချိန်မှာဘာဖြစ်တတ်တယ်လဲဆိုတာကြိုတင်နားလည်သဘောပေါက်ထားရမယ်နောက်တစ်ခုကကျလုပ်ငန်းနဲ့ပတ်သက်တဲ့ရေရှည်စီမံကိန်းတွေကိုနားလည်သဘောပေါက်ရမယ်လုပ်သားလိုအပ်ချက်တွေကိုကြိုတင်ဆွဲဆွဲရမယ်အဲ့တော့လုပ်သားလိုရဲဆိုလို့ရှိရင်တို့ကလုပ်ငန်းတစ်ခုကအကောင့်ထဲပေါ်လိုက်ပြီဆိုရင်ဘယ်နှစ်ခုနှစ်မှာတော့ငါတို့ကတော့အကောင့်ဒီ2020ရရင်ဆိုတော့2020မှာတော့ငါတို့ကလုပ်သားလိုမယ်လုပ်သားလိုတဲ့အခါမှာဒီချက်တို့ကအရှိမပြောခဲ့တယ်လူသားလားလူစွမ်းအားလားဒါဆိုချက်တို့ကဒါတွေကိုကြိုတင်ရေးဆွဲထားရမယ်လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုကိုအမြဲမပြတ်အောင်စိုက်နေရမယ် HR နဲ့ပတ်သက်တဲ့နည်းပညာတွေသိရမယ်အဲ့တော့ HR နဲ့ပတ်သက်တဲ့နည်းပညာ HR သမားတွေ technology တွေနော် HR နဲ့ပတ်သက်တဲ့နည်းပညာတွေ HR နဲ့ပတ်သက်တဲ့ပညာရပ်တွေအားလုံးကို HR လုပ်ရင်ဆိုရင်သိရှိထားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ချက်ဘာကိုပြောမလဲဆိုလို့ရှိရင်เนาะဒီချေတို့ business acumen ကြောင်းလေးကိုဒီချေနောက်သင်ခန်းစာမှာသင်ကြားပို့ချပေးပါမယ်ကျေးဇူးတင်ပါတယ်